ကျွန်တော်ဒီဆရာရှင်ဝယ်ထက်ရဲ့ကျန်တာဗန်းတွေသွားခုတာလို့တော့ပြောသွားတာပဲဆိုကြပြလေးရှင်းပြချင်ပါတယ်ကျန်တာဗန်းတွေခူးမယ်လို့တော့ပြောသွားတာပဲထွက်သွားလို့လည်းရတယ်ပြန်မလာလို့လည်းရဒီနေရာလေးကနားလည်တတ်ပါတကယ်ပျော်ရွှင်ဖို့ဘယ်ကိုထပ်ဝမ်းမနေစင်လို့ဆိုပြီးဘယ်အထိစိတ်တိုင်းဟာအလုံးလောက်နဲ့အိမ်လဲလွန်တဲ့ကျေမွင်လေးဟာဘယ်တော့ပြန်လာမှာဒါမှမဟုတ်ဘယ်တော့မှပြန်မလာတော့မှာမျောတော့မျောမိတာပေါ့ဖုန်းခေါ်ခြင်းလဲခေါ်မိမှာပေါ့နေနေညညရှိတဲ့နေပြစ်မြောက်လိုက်ငိုတဲ့နေလိုက်ကောက်လိုက်နဲ့အမွေးပွားရုပ်လေးအသက်မရှိတော့တာအခုဆိုဘယ်နှစ်ဘယ်နှမို့ဒီရစိမ့်နဲ့တိမ်နေစီမော့ကြည့်မိလဲတွမ်းစရာတွေကမိကိုမစုံမိုးမစုံနာစရာရေလို့တော့မှတ်လေမှတ်မထားပါဘူးမှတ်လေမမှတ်မိပါ